မင်းကလေးမှာအဝိစားမပါပဲအိမ်ဘက်ကလေးကိုပက်ပြေးနေတဲ့ဖြစ်သူမ၏နောင်လာမည်ရောက်ခမလောင်းကြီးမှာအလွန်တရာထိတ်လန့်တုန်လှုပ်သွားရသည်ကံကောင်းထောက်မစွာဖြင့်အာကာနဲ့တကန်ကရေနွေးကိုအမြန်ယူလာပြီးတော့ကြောင့်ရံမာရန်မန်မှာယောက်ျားလေးဘဝသို့ပြန်ပြောင်းသွားခဲ့သည်ရင်းနောက်သူမသည်ရံမာကိုကျောင်းသို့အမြန်နှင်လွတ်လိုက်သည်ကျောင်းပေါက်ဝတွင်ထူးဆန်းသောလူငယ်တဦးကစောင့်ဆိုင်နေပြီးရံမာထံသို့သာအာယုဆိုင်လျက်မြေပြင်ကိုလက်တိတစ်ချက်တည်းဖြင့်တွင်းကြီးတစ်ခုဖြစ်အောင်ရိုက်ခွဲလိုက်သည်ရန်မမအတော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားရပြီးထိုလူငယ်ကိုကြည့်ရသည်မှာရင်းနှီးနေတော့လဲမိသူမျိုးဝါဖြစ်ကြောင်းကိုမူတော်တော်နှင့်စဉ်းစားရမရဖြစ်နေသည်ထိုလူငယ်ကရံမာကိုအတိတ်ကအရှုံးနိုင်လူပွဲမှထွက်ပြေးတိတ်ဆောင်ခဲ့မှုအတွက်မေးခွန်းထုတ်သောအခါမှသာရံမာသည်သူကပြင်းဤတိုင်ဘက်ဟောင်းရိုကာရီယိုကဖြစ်ကြောင်းနောက်ဆုံးတွင်မှတ်မိသွားတော့သည်သူ၏တိုင်ဘက်ဟောင်းရိုကာမှာလမ်းညွန်မျက်စိအလွန်ညံ့ဖြင်းသူလမ်းပြောက်တတ်သူဖြစ်သည်တခါကသူတို့သည်ရိုကာ၏အိမ်နောက်ဘေး၌စိန်ခေါ်ပွဲဆင်နွှဲရန်သဘောတူခဲ့ကြဘူးတော့လေရိုကာမှာလမ်းပြောက်သွားခဲ့ပြီး၄ရက်ကြာမှသာရောက်ရှိလာခဲ့သည်ရံမာမူထုံမြအထိကြာရှည်စွာမဆောက်ဆိုင်နိုင်ခဲ့ပေရိုကာကထိုဇလန်းဟောင်းကိုဂရုမစိုက်ပဲချက်ချင်းပင်စတင်တိုက်ခိုက်ပြီးစိန်ခေါ်မှုအသစ်တစ်ခုကိုထပ်မံပြုလုပ်ခဲ့ရာသူတို့သည်နောက်ထပ်9ရက်ကြာတွင်ကစားပွဲပြန်လည်ဆင်နွှဲရန်ဆုံးဖြတ်ခဲ့ကြသည်အိမ်တို့ပြန်ရောက်သောအခါအာကာနဲ့ကရိုကာကိုထုံမြဝေးလံသောခီးမှလာရောက်ကလည်းစားချေစေသည်သူတို့နှစ်ဦးကြားကရန်ညိုးမှာအပယ်နည်းဟုမေးမြန်းခဲ့သည်ရံမာကတေချာစဉ်းစားကြည့်ရာတွင်ကြောင်းတက်ခဲ့စဉ်ကသူတို့နှစ်ဦးသည်နောက်ဆုံးချက်ရှိသောပေါင်မုတ်တစ်လုံးအတွက်အမြဲတမ်းလူပွဲဆင်နွှဲခဲ့ကြကြောင်းတတိယသွားသည့်ရလက်အနေဖြင့်ရိုကာမှာမကြာခဏငတ်မှုခဲ့ရပြီးယခုအခါတွင်ကလေးစားချေရန်ရောက်ရှိလာခြင်းဖြစ်သည်ရိုကာသည်စိန်ခေါ်ပွဲကျင်းပမိနေရာသို့မရောက်ရှိမီတစ်လလုံးလမ်းပြောက်ပြီးရှောက်သွားနေခဲ့ရသည်ရံမာကတောင်းပန်သည့်အနေဖြင့်ပေါင်မုတ်တစ်ပုံကိုပြပေးကသူ၏ခွင့်လွှတ်မှုကိုရယူရန်မျှော်လင့်ခဲ့တော်လဲရိုကာကထိုပြုမှုကိုအစော်ကားခံရခြင်းဟုယူဆခဲ့သည်သူသည်ကြီးတစ်ချောင်းကိုကိုင်ဆောင်ကရှေ့သို့ပြေးဝင်တိုက်ခိုက်ခဲ့တော်လဲသူ၏တိုက်ကွက်များကမြည်သည့်အကျိုးသက်ရောက်မှုများမရှိသလောက်ဖြစ်နေသည်ထို့နောက်သူကထီကိုဘေးသို့ရုတ်တရက်လွှင့်ပစ်လိုက်ပြီးရံမာအာယုံလွှဲနေစဉ်တွင်ခေါင်းစည်းပတ်တစ်ခုကိုယူ၍ရံမာ၏လက်တစ်ဖက်ကိုချီနှောင်လိုက်သည်လမ်းသွားလမ်းလာများကထိုထီကိုမကြည့်ရန်ကြိုးစားခဲ့ကြတော်လဲမတက်နိုင်ခဲ့ကြချေအာတန်လာသောအာကာနဲ့ပင်လျင်ထိုထီကိုမရွှေ့နိုင်ခဲ့ပေအာကာနဲ့ကအန္တရာယ်ကြောက်ရောက်တော်မူကိုလိမ့်မိသဖြင့်ရံမာကိုတတိပေးခဲ့တော်လဲနောက်ကျသွားခဲ့ပြီဖြစ်သည်နောက်ဆုံးတွင်ရံမာသည်အပြည့်အဝအာယုံဆိုင်လိုက်ပြီးကိုယ်ခံပညာစွမ်းရည်များကိုထုတ်ပေါ်ကရိုကာကိုမြေပြင်ပေါ်သို့ဖိနှိပ်ချုပ်ကင်ထားလိုက်သည်သို့သောရိုကာကချက်ချင်းပင်ရုံးထွက်ကသူ၏ထီကိုပြန်လည်ယူဆောင်ပြီးရံမာနှစ်သက်ဆုံးအဝိစားများကိုစုပ်ခဲပစ်လိုက်သည်တိုက်ပွဲသည်ချန်စီယိုအပြင်ဘက်သို့ကူးဆက်သွားခဲ့ပြီးရံမာကပြန်ဘက်နောက်သို့လိုက်လံတိုက်ခိုက်ရင်းမတော်တဆရေစိတ်ကန်တစ်ခုကိုကန်ပြီး၍အစိတ်စိတ်အမော်မှာဖြစ်သွားစေခဲ့သည်ရေအေးဖြင့်ဆူဆွဲသွားသောကြောင့်ရံမာသည်အမျိုးသမီးဘဝသို့တဖန်ပြန်လည်ပြောင်းလဲသွားပြန်သည်ရိုကာမှာလုံးဝစွန့်အမင်တက်သွားခဲ့ရသည်သူတတိမဝင်နိုင်သေးမီမှာပင်မိန်းကလေးဘဝရံမာ၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်အာကာနဲ့ကရံမာထံသို့အပြေးလွှားရောက်ရှိလာပြီးစုပ်ပြဲနေသောအဝိစားများကြောင့်ခန္ဓာကိုယ်ပေါ်ထွက်နေကြောင်းတတိပေးခဲ့သည်ထိုအခါမှသာရိုကာသည်ထိုမိန်းကလေးမှာရံမာကိုယ်တိုင်ဖြစ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်သွားပြီးတိုက်စစ်များကိုစက်တိုက်ဆင်နွှဲတော်သည်အာကာနဲ့ကရံမာကိုအမျိုးသားဘဝသို့ပြန်ပြောင်းပေးရန်ရည်နှွေးသွားယူဖို့ကြိုးစားခဲ့တော်လဲလမ်းတစ်ဝက်တွင်ချော်လဲသွားခဲ့သည်ရံမာကအာကာနဲ့ကိုကာကွယ်ရန်အမြန်ပြေးလာပြီးတိုက်ပွဲဖြစ်ပွားရာနေရာမှပွေ့ချီကခေါ်ဆောင်သွားခဲ့သည်သူတို့နှစ်ဦးစလုံးမှာခေါင်းမာပြီးမာနကြီးသူများဖြစ်ကြသဖြင့်မကြာမီမှာပင်အငြင်းပွားစကားများကြတော့သည်သူတို့၏ရန်ဖြစ်မှုမှာထိမ့်မနိုင်သေးမရဖြစ်လာခဲ့ပြီးရိုကာကမတော်တဆဖြင့်အာကာနဲ့၏စပင်းရှည်ချို့ကိုဖျက်မိသွားသည်ထိုအခါမှလူငယ်နှစ်ဦးစလုံးသည်သူတို့အလွန်ကြုံလုံးမိသွားပြီဖြစ်ကြောင်းသိရှိသွားကြပြီအာကာနဲ့အားစိတ်သက်သာရာရစေရန်အတွက်အာကာနဲ့ကသူတို့ကိုရိုက်နှက်ဆုံးမနိုင်ကြောင်းပြောကပြပြတလဲနှင့်စိတ်ရင်းမှန်